sauce ဆန်ဒီလေးကိုအဲ့တော့ဒီ plain sriracha ၄ပုံတစ်ပုံ chili sauce ဒီတစ်စိမ့်ဒီမှာအချိုး gram လေးဖြစ်ပါတယ်ဆက်ပြပါဒီနွေးထည့်ပါတယ်ဒါကတညင်ရည်နော်တညင်ရည်24 gram ရေနွေးက50 gram မကြီးရည်လားဒါမကြီးရည်က25 gram ရုပ်ပူထောင်းနော်ဟုတ်နော်ဒါအခုကြောင့်7.5 gram ထည့်တယ်ကျင်းထည့်မယ်နော်ကျင်းက12 gram ကျင်းက12 gram ကျက်သွန်ဖြူက16 gram နော်ရပြီနော်ဒါကိုမှုပြီးတော့မှဒီ sauce ကိုဒီမှာကျူမှာဖြစ်ပါတယ်နော်ဟုတ်ကျွန်တော်မရိုက်ပြတော့ပါဘူး3မိနစ်ကျော်ရင်ဒီ sauce ဒီခုနက